အာကာသရေတွင်ကျယ်ပေါင်းဘီလီယံချီပြန့်နှံ့နေတော်လဲကျွန်ုပ်တို့နေစကြဝဠာ၏ဗဟိုရှိနေမင်းသည်ကမ္ဘာပေါ်ရှိကျွန်ုပ်တို့အတွက်အထူးအရေးပါသောအခန်းကဏ္ဍမှပါဝင်နေပါသည်နေမင်း၏ဖြစ်တည်မှုကျွန်ုပ်တို့၏နေမင်းသည်လွန်ခဲ့သောနှစ်ပေါင်း4.5 ဘီလီယံက Milky Way ကျယ်စင်တန်း၏အိုရီနာတွင်ဖုံမှုန့်နှင့်ဓာတ်ငွေ့များ Solar Nebula စုစည်းပြိုကျခြင်းမှမွေးဖွားလာခဲ့သည်ဤဖြစ်စဉ်တွင်ဓာတ်ငွေ့များသည်အလွန်ပူပြင်းသောပလာစမာအလုံးအဖြစ်တိတ်သေးစွာစုစည်းကာနေမင်းအဖြစ်ပေါ်ထွန်းလာခဲ့သည်နေမင်း၏အပူချိန်ဆွဲငင်အားနှင့်တန်လိုက်ဆက်ကွင်းတို့ကြောင့်ယင်းသည်ကျွန်ုပ်တို့၏နေစကြဝဠာ၏နှလုံးသားဖြစ်လာခဲ့သည်နေမင်းကိုအလွှာ6ခုဖြင့်ခွဲခြားနိုင်သည်တကိုရိုနာအပြင်ဘက်အလွှာ2ခရိုမိုစပီးယားအလွှာ3ဖိုတိုစပီးယားကျွန်ုပ်တို့မြင်ရသောအလင်းဆက်ဝိုင်း4အပူစီးကူးသောနယ်ပယ်5ရောင်ခြည်ဖြာထွက်သောနယ်ပယ်6ပင်မှနျူကလ িয়ার ဓာတ်ပြုမှုများဖြစ်ပေါ်ရာစသည်တို့ဖြစ်သည်နေမင်း၏ဖွဲ့စည်းမှုဟိုက်ဒရိုဂျင်9%နေမင်း၏အဓိကလောင်စာဟီလီယမ်8.9%ကာဗွန်နိုက်ထရိုဂျင်အစရှိသောအခြားဓာတ်စင်များ3%ဤဓာတ်စင်များအားလုံးသည်ပလာစမာအဖြစ်အငွေ့တဏ္ဍာတွင်တည်ရှိသည်နေမင်း၏စွမ်းအားနေမင်း၏ပင်မတွင်အပူချိန်28 သန်းဒီဂရီဖာရင်ဟိုက်အထိရှိပြီးဟိုက်ဒရိုဂျင်အနုမြူများပေါင်းစပ်ကာဟီလီယမ်အဖြစ်ပြောင်းလဲခြင်းနျူကလ িয়ার ဓာတ်ပြုမှုဖြစ်ပေါ်သည်ဤဖြစ်စဉ်မှာအလွန်ကြီးမားသောစွမ်းအင်အလင်းအပူဆိုလာလေထွက်ပေါ်လာပြီးကမ္ဘာပေါ်ရှိသက်ရှိများအတွက်အသက်ရှင်ရန်အထောက်အကူဖြစ်စေသည်နေမင်း၏ဆွဲငင်အားနှင့်တန်လိုက်ဆက်ကွင်းတဆွဲငင်အားနေမင်းသည်နေစကြဝဠာ၏ဓာတ်ထု 99.8% ကိုပိုင်ဆိုင်ထားပြီးဂျိုရှစ်လုံးဂျိုပုဒါဇင်ကြီးလ180ကျော်ဥက္ကာခဲများကိုဤ၏ပတ်လန်းတွင်ထိမ့်သိမ်းထားသည်နေမင်း၏ဆွဲငင်အားမရှိပါကဤအရာများအားလုံးအာကာသအတွင်းသို့ပြန့်လွင့်သွားမည်နှစ်တန်လိုက်ဆက်ကွင်းနေမင်း၏ပလာစမာမှထွက်ပေါ်သောလျှက်စစ်ဓာတ်အားသည်နေမင်းကိုအေယာမတန်လိုက်တစ်ခုအဖြစ်ပြောင်းလဲစေသည်ဤဆက်ကွင်းသည်အန္တရာယ်ရှိသောအာကာသရောင်ခြည်များမှဂျိုများကိုကာကွယ်ပေးသည်ကမ္ဘာပေါ်တွင်အာရိုယာများအဖြစ်မြင်တွေ့နိုင်သည်နေမင်း၏အနာဂတ်နှစ်ပေါင်း6.5 ဘီလီယံကြာပါကနေမင်း၏ဟိုက်ဒရိုဂျင်လောင်စာကုန်ခန်းသွားမည်ယင်းသည်အေယာမအဖြစ်ပြန်ကားလာကဗုဒ္ဓဟူးသောကြာနှင့်ကဘာကိုမျိုးချနိုင်သည်အဆုံးတွင်အဖြူရောင်ပရွက်စိတ်ကျဲအဖြစ်ကျုပ်ဝင်သွားမည်ဖြစ်သည်နေမင်း၏အရေးပါမှုနေမင်းသည်ကျွန်ုပ်တို့အားအလင်းအပူစွမ်းရည်နှင့်တက်ရှိများတည်ရှိရန်အခွင့်အလမ်းပေးထားသည်ဤဆွဲငင်အားတန်လိုက်ဆက်ကွင်းနှင့်စွမ်းရည်ထုတ်လုပ်နိုင်စွမ်းတို့သည်နေစကြဝဠာကိုစနစ်တကျတည်ငြိမ်စွာလည်ပတ်နိုင်စေသည်နေမင်းသည်ကျွန်ုပ်တို့၏နေစကြဝဠာ၏နှလုံးသားနှင့်တူသည်ဘေးမရှိပါကဘာမျှမရှိ